အိုဂျီနေလူက EAB ဒိန်းနာဒါမှမဟုတ်1ပါးဝါမှာကျန်းနေတဲ့လူဆို GP ကိုအစားဆုံးကြည့်ပါ GP ကထွက်စလာခိုက်ပေးဖြစ်ပါတယ်ထွက်စလာမတ်တာပါတဲ့အတွက်ဆောင်းရန်ကျန်းနေတဲ့ OB Power Hero တယောက် Hero တကောင်ဖြစ်တဲ့အတွက်ခိုက်လုပ်ပေးရခြင်းဖြစ်ပါတယ် ဘူးမမော်လီယာဆောက်ဆုံးမယ်ချီတို့လက်တူကြီးပါကန်တဲ့လည်းပြောရင်ကျွန်တော်ထွက်စလာပဲညွှန်ပေးခြင်းတယ်ထွက်စလာအရင်တော့ကလေးပြီးတော့မန်နယ်ရှိမန်နယ်မလောက်တဲ့အတွက်ဘောင်သိမ့်မဝင်ပါဘူးဘောင်သိမ့်မဝင်ဆိုရင်တော့ဒါမဲ့တော်တော်ကန်လို့ကောင်းတဲ့ချီတို့မျိုးပါအခုလိုမျိုးမန်နယ်ဖြုတ်ပြီးတဲ့နောက်ပိုင်းမှာ OP Power ရထားတဲ့အတွက်ဆောင်းရန်ကျန်းတဲ့ထွက်စလာပြီးဖြစ်နေပါပြီဒါသာလို့အဆင်ပြေမဲ့ဆိုတပွဲတော့ကန်ကြီးပါကျွန်တော်ဒီနေ့မှာတော့ထွက်စလာနဲ့ဘာမှချပြီးသွားမှာဖြစ်ပါတယ်ဘာမှချပြီးမဲ့ဟီရိုကလည်းဆိုလာမျိုးမျိုးကျန်လေတက်ဖောင်လေးရအဆက်ဆင်ဖောင်လေးရရဲ့ဟီရိုမျိုးနဲ့တီးပေးသွားမှာဖြစ်ပါတယ် ထွက်စလာကိုင်ထားရင်တော့ဝင်ရထွက်ရဖို့တို့ပါတယ်ထွက်စလာလိုမျိုး Hero မျိုးကကောင်းလို့ဝင်မှာဆော့လို့ကောင်းတဲ့ Hero မျိုးဖြစ်ပါတယ်အဲဒါကြောင့်မို့ထွက်စလာကိုင်ထားရင်ကောင်းလို့ဝင်ဖို့အချံပေးပါတယ်ကြော်ကြီးမှာဆိုလဲလူဖီကိုအမှန်တကယ်တီးပါတယ်ဆိုတော့တူ3စင်းရတဲ့တဲ့နဲ့အကောင်သူရတဝက်လောက်ကိုကိုင်သွားပဲဖြစ်ပါတယ်မဆိုဒီကောင်ထွက်တော့မထွက်လာပါဘူးထွက်စလာရဲ့ဒမ်မီရကြောက်ရမှာကြီးကျူးလွဲသွားတာဝမ်းလေးနဲ့ကြိုက်လိုက်တာလိုတီးသွားပါအဲ့လိုအချက်လေးကြောင့်ထွက်စလာကို OB Power Hero လို့ပြောရမှာအကုန်လုံးတကွာတော့ပြပါအောင်ပဲပြေးပါရင်တော့ကျွန်တော်1တုံးနဲ့ပြီးရင်2တုံးနဲ့တုံးလိုက်ပါတယ်အမှန်တကယ်ဆိုဒီကောင်သွေးတစ်ဆက်ပြန်ပါပြီကျွန်တော်ဘယ်လိုဖြစ်လို့ဒီကောင်မှန်းတော့မသိလိုက်ပါဘူး2တစ်ဆက်နဲ့ထွက်စလာပြန်ရသေးရပါတယ်ဒီမှာဆို2တစ်အဲဒီတုံးလိုက်တာလည်းဟောသူတို့ရောက်ရဲဆိုတော့ကျွန်တော်2စစ်တကလေးနဲ့ PC လာလေးရဲလိုက်ပါပြီကျွန်တော်လက်ကျန်ပြီးသွားတာပေါ့ I got a VIP.